မွေးတိုင်းအရင်ဆိုကျမအမွေးတိုင်းကန်ရင်လေတုံးတိုင်းကတ်တယ်ဘာလို့ကတ်တာလဲဆိုတော့ဟိုညပိုင်းဆိုရင်တို့နက်မျက်နှာကောင်းနေတွေ့လေသူတို့အတွက်မွေးကြံလေးတွေဖြစ်အောင်လို့ဆိုပြီးတော့တရားနာဖို့ဖိတ်ခေါ်တယ်လေနက်မျက်နှာကောင်းတွေကမွေးကြံကြိုက်တယ်လေအဲ့လိုမျိုးလူစောနိုင်ရင်တရားနာမလားဘူးအဲ့လိုမျိုးဒါလူစောနိုင်တယ်လေလူစောနိုင်တော့ကိုဘလောက်ရေရှိုးထားလူအနံ့ကအေးဒီနက်မျက်တွေဝါနက်မျက်နှာကောင်းတွေကမကတ်နိုင်လူတွေကတအားနံဆိုရတဲ့အဲ့ကျမညပိုင်းဆိုရင်အမွေးတိုင်း3တိုင်းကတ်တယ်ဒါပေမဲ့ကိုဘိုက်ကြီးနဲ့ကိုဝင်းနဲ့ဆိုတော့လေညပိုင်းတုံမကတ်ဖြစ်ဘူးကတ်ပြီးဆိုရင်ကျမပြင်ထွက်နေတယ်တတိုင်းလောက်ပဲကတ်တော့တာအဲဆိုရင်ကျမဒီအိမ်တကားဝါတတိုင်းနက်မျက်နှာကောင်းနေအတွက်တရားနာဖိတ်တယ်လေအိမ်ဆောင်နဲ့ဒီအတွက်ဒီဖေရကရင်တော့3တိုင်းအမြဲတမ်းပူဆိုတယ်ဘယ်လိုပဲဖြစ်ရောက်တဲ့ဒေတာရောက်တဲ့အရက်ရောက်တဲ့အိမ်ရောက်တဲ့တထေးတိုင်းအိမ်မှာတော့ဖေရပန်းဝယ်နိုင်ရင်ဝယ်ကတ်တယ်ဝယ်လို့မရတဲ့အရှိနေအိမ်ပြင်နဲ့ဈေးနဲ့ဝေးတဲ့ဝယ်လို့မရဘူးထွက်လို့မရဘူးဆိုရင်တော့ကျမဒီခြံနေမှာရှိတဲ့ဖေရပန်းလေးတွေရှိုးကတ်ပြီးလှူတယ်ပေါ့နော်ဆိုဖျောင်းတိုင်းတိတ်မကုန်အမွေးတိုင်းတိတ်မကုန်ပြောတာဖျောင်းတိုင်းတော့ပဲအဲ့လိုမျိုးဘယ်လိုပဲကျမကိုမုံကျမတို့ကအမုံမဖြစ်တော့မလို့လေဖျားတရားဟာကိုနောက်ပဲပါမှာသူများချမ်းသာတာသူများအဆင်ပြေတာသူများချောတာလာတာကျမစိတ်ဝင်စားဘူးကိုလှဖို့ထက်လေစိတ်ဝင်စားဘူးအဲ့လိုမျိုးကျမကဒါအမှန်တရားပဲပေါ့နော်ရှင်တေကစကားပဲဖေရတရားကိုလှုပ်ထားတာကျမစိတ်ကောင်းပဲထားတယ်ဘယ်သူယုံမှကျမကိုယုံမှတဲ့လူတွေအများကြီးသူစိတ်နဲ့သူယုံမှတာသူစိတ်နဲ့သူကောင်းနေပဲထင်တာသူစိတ်နဲ့သူကိုယ်နိုင်ကျင်နိုင်ကြတာဆိုပြီးတော့အတွေးနဲ့ကိုကမေတ္တာစေတနာထားတယ်ပေးကမ်းခဲ့တယ်ကိုယ်စော်ကားရင်အေးမေတ္တာစေတနာတွေငါကိုစော်ကားပါလားဆိုပြီးကျမမတွေးဘူးအေးငါမေတ္တာစစ်တယ်အဲ့တော့ဒီလူကဒီလမ်းတိုင်းပဲဆိုရင်ဒီလူကဒီစိတ်ဆိုရင်တော့အေးလူမေတ္တာမပေးတော့ဘာလို့လဲမေတ္တာပေးတယ်ဒါပေမဲ့အေးလူမေတ္တာဆက်မပေးတော့ဖေဟာဟောထားတယ်လေကိုပေးတဲ့မြတ်တာကိုယူတတ်တဲ့လူတာတုခေါ်နိုင်တဲ့လူကပိုကုတူရတယ်ကိုပေးတဲ့လက်တစုံကယူသွားတဲ့လူကစားပြီးတောက်ပြီးနေပြီးတော့မပေးတဲ့အချိန်အပြစ်ပြောတဲ့အချိန်ကျအဲ့ဒါကကုတူတိတ်မရအောင်ရတယ်ကုတူဆိုတာအမျိုးအစားရှိတယ်ပစ္စေကဗုဒ္ဓအရှင်သူမြတ်ကိုလှူလိုက်တဲ့ဒါနနဲ့ရိုးလှူလိုက်တဲ့ဒါနနဲ့ကုတူနဲ့ပါကွာလဲကွာတာပေါ့အဲ့တော့ရှင်ဖေရတို့ဟောခဲ့တဲ့ဒါကိုကလူရှင်နေဆိုရင်ရွေးလူရှင်နေဆိုရွေးမလူရှင်ဆိုရင်လေဒီတိုင်းစေတနာမေတ္တာနဲ့လှူအဲ့ဒါပဲကိုစေတနာမေတ္တာနဲ့လှူလို့ဆိုတာအချိန်တွေလည်းမကုန်မိစေနဲ့ကိုအဲ့လိုမျိုးပြုပြင်တော့တရားဆိုတာနာမတည်တာအခုကျမဖေရရေချိုးရင်ကျမကအခုကျမအိမ်မှာခလေးထိန်တမတယောက်ရှိတယ်ပေါ့နော်ကျမကထမင်းဟင်းရှက်ကလေးတွေမှာကျမကကိုဝင်နဲ့ဆိုတော့ကိုဝင်နဲ့ပဲဖြစ်ဖြစ်ကိုဝင်နဲ့ပဲမဟုတ်ဖြစ်ကျမရေချိုးရေးကျမတရဏဂုံကျွတ်တယ်မြေသားတွေပို့တယ်ဆိုနေရတယ်သူထမင်းစားတဲ့ချိန်ကျမကိုတွေ့တိကြားတာပေါ့ကျမပေးနာမှာနဲ့ထွက်လာတော့တူအတင်းတုပ်ရှင်တာပြောရှင်တာနင်းနဲ့ဖျားစာဘာလို့အဲ့လိုရွတ်တာတော့နဲ့ပေါ့ဘယ်လိုမျိုးလဲပေါ်နေတယ်ပေါ့ပေါ်နေတာငရဲကြီးတာပေါ့သူစိတ်ကအဲ့လောက်ပဲနောက်ပြီးတော့တရားတွေနာတယ်တဲ့ငါတို့ကတရားနာရင်လေတဲ့ငါတို့ကတရားမနာဘူးအကုန်တိတယ်တဲ့တထေးမအမိဘူးလဲစော်ကားတယ်ကျမတို့လည်းစော်ကားတယ်တို့ကျမတို့ကအကုန်တိတယ်တဲ့တရားနာတဲ့လူကမတိတာများတယ်ပေါ့မပြင်ဘူးပေါ့တို့အတင်းနေတုတ်တာအဲ့ဒါဝစီကန်ထိုက်တယ်တရားမနာတဲ့လူကမတိဘူးဖះဟောသနည်းတိုင်းပဲတရားနာရင်တရားဟောသူရှိရင်တာရဏရှိမယ်
နော်တာရနာတိုးတမ်းမယ်လိုင်းနာမှာတရားမနာဆိုဘာဒီမှမရှိဘူးဟုတ်တယ်နော်အခုအေးကောက်မလေးပြောတယ်အေးကောက်မလေးမဟုတ်ဘူးကျမကအတက်40သူက39 40ပါပဲတန်းတူပါပဲကျမရေချိုးတယ်မို့လို့ခါကြတော့စောင့်နေကျမကိုစောင့်နေသူပြောရှင်လို့နင်းနဲ့ရေချိုးရင်းနဲ့တဲ့ဖះစာတွေရွတ်တာပေါ့တဲ့နင်းနဲ့ဗာလဲနင်းငရဲကြီးမယ်တဲ့ပေါ်နေတယ်လေတဲ့အကုန်လုံးပေါ်ပြီးတော့နင်းကဖះစာရွတ်နေတာတဲ့ကျမဘာမှမပြောအေးပြီးတော့ခါကြတော့အမျိုးမျိုးပဲဟိုလိုပြောဒီလိုပြောဟိုလိုဝေဖန်ဒီလိုဝေဖန်ကိုဝေဖန်တဲ့အရာတွေကကိုပဲအကုတူကိုကုတူလုံးရင်ကိုကုတူစကားပြောရင်ကိုကုတူစိတ်မြင်ကိုရဲ့ကုတူကိုအားကုတူပြောရင်ကိုအားကုတူလို့ဝေဖန်ရင်ကိုအားကုတူရမှာအဲ့တော့ကျမကိုစော်ကားတဲ့လူတွေကျမကိုနှိပ်ချတဲ့လူတွေကျမကိုနှောက်ချက်တဲ့လူတွေကျမဂုံတိတ်ခါညှိုးနှောက်အောင်လုပ်တဲ့လူတွေအများကြီးပဲဒါပေမဲ့ကျမမှန်တယ်ကျမမပြောဘူးအဲ့တော့ကိုလုပ်တဲ့အရာကိုပဲရမယ်ကျမဘက်ကမေတ္တာစစ်လို့ကျမဘက်ကပူငြိမ်းချမ်းတယ်ကိုရဲ့